ငါစီမွေးဒီဟင်းချက်ဝိုင်းကောင်းခရုစီดักสวายဒီကောင်လေးကိုနီအီလေးနဲ့ကြော်ရင်အရင်စားကောင်းတဲ့ငါးဟင်းတစ်ခွက်တော့ရပါပြီချက်ပါပြီဒီကောင်လေးကိုဒီတိုင်းအချူကြိုက်တယ်ဆိုအချူနဲ့ဒီတိုင်းစားလို့ရပြီဒါမှမဟုတ်ချင်းဆက်ကြိုက်တယ်ဆိုတော့ခင်းချင်းဒီအနှစ်ကိုလုတ်လိုက်ပါခင်းချင်းဒီချက်တွင်နေခြင်းအဲ့လိုမျိုးကိုရုပ်တင်နဲ့ဆက်ဆက်လေးတို့ဒီကောင်ကိုအနှစ်လုတ်ပြီးမပြန်ကြော်လို့ရတယ်ဒီတိုင်းစားလို့ရပြီအရင်စားလို့ကောင်းတဲ့ငါကြော်လေးတော့ရပါပြီ